ညနေသားပေးမှုတွေနဲ့အပြုံးတွေရဲ့နောက်ွယ်မှာဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တစ်ခုအိမ်ထဲကိုမဝင်ခင်မှာတင်ဆိုရနဲ့သူမရဲ့အမျိုးသားဂျီယိုတို့ဟာကွာရှင်းကြတော့မယ်ဆိုတဲ့အမှန်တရားကိုအပြစ်မှာပဲခြံထားခဲ့ဖို့သဘောတူညီခဲ့ကြပါတယ်အကြောင်းရင်းကတော့ကျမ်းမာရေးတိတ်မကောင်းရှာတဲ့ဂျီယိုရဲ့အဖွားအိုကိုစိတ်မထိခိုက်စေခြင်းလို့ပါပဲအဖွားရှိရောက်ရင်အဆင်ပြေပြရမယ်ဆိုတာကိုဆိုရတယောက်ကောင်းကောင်းကြီးနားလည်ထားပါတယ်ဒါပေမဲ့အိမ်ထဲကိုလှမ်းဝင်လိုက်တဲ့အခါမှာတော့အခြေအနေတွေကသူတို့အတွက်စထားသလိုဖြစ်မလာခဲ့ပါဘူး။ညီချွေမလေးကိုအရန်လွှမ်းနေတဲ့အဖွားဖြစ်သူကသူတို့ကိုနွေးနွေးထွေးထွေးကြိုဆိုခဲ့ပြီးသူမရဲ့နောက်ဆုံးဆန္ဒကိုဖွင့်ဟလာပါတယ်။အဲ့ဒါကတော့မသေးခင်မှာသူတို့ဇနီးမောင်နှံကိုပျော်ပျော်ရွှင်ရွှင်နဲ့ညှင်တွေ့သွားခြင်းပြီးညီလေးတယောက်အမြန်ဆုံးချီချင်တာပါပဲ။ဒီဆန္ဒကပဲသူတို့ကိုမမျှော်လင့်ပဲထောင်ချောက်တစ်ခုတည်းပိတ်မိသွားစေခဲ့ပါတယ်။အဖွားဖြစ်သူကသူတို့နှစ်ယောက်ကိုအိမ်ပြန်ခွင့်မပေးတော့ပဲညာရင်းချင်းအတူတူအိတ်ဖို့အတင်းအကျပ်တိုက်တွန်းပါတော့တယ်။ဟိုဆိုးတာကသူတို့အတူတူအိတ်ရမယ့်အခန်းထဲမှာကုတင်ကတလုံးတည်းပဲရှိနေတာပါ။ကွာရှင်းတော့မဲ့သစိမ့်လိုဖြစ်နေတဲ့လူနှစ်ယောက်အတွက်တော့တကယ်ကိုစိတ်အိုက်စရာကောင်းပြီးအသက်ရှူရချက်စေမဲ့ညတညပေါ့ဂျီယိုကတော့အခြေအနေကိုနားလည်ပေးပြီးသူရေချိုးပြီးရင်ကျမ်းပြင်မှာပဲအိပ်ပမယ်လို့ဆိုရကိုပြောခဲ့ပါတယ်ဒါပေမဲ့ဂျီယိုရေချိုးကန့်ဝင်သွားတဲ့အချိန်မှာပဲအခြေအနေတွေကိုရိုက်ခတ်သွားစေမဲ့ဖုန်းခေါ်ဆိုမှုတစ်ခုရောက်လာခဲ့ပါတယ်ဂျီယိုထားခဲ့တဲ့ဖုန်းလေးမြည်လာလို့ဆိုရကကောက်ကင်လိုက်တဲ့အခါတစ်ဖက်ကထွက်ပေါ်လာတာကမင်းကလေးတယောက်ရဲ့အတန်ပါဆိုရကဘသူလဲလို့မေးခွန်းထုတ်တဲ့အခါမှာတော့အဲ့ဒီမင်းကလေးကသူမကိုသူမဂျီယိုရဲ့ညီမပါလို့ပြောလိုက်ပါတယ်ဒါပေမဲ့ဆိုရရဲ့မျက်နှာမှာတော့တန်တရားတွေပြည့်နဲ့စိုးရိမ်စိတ်တွေဝင်လာပါတော့တယ်ဒီရွက်ဝက်ဆန်းကျဲတဲ့ဖုန်းခေါ်ဆိုမှုကကွာရှင်းခါနီးဖြစ်နေတဲ့သူတို့နောက်တယောက်ရဲ့ဆက်ဆံရေးကိုဘလို့မျိုးထပ်ပြီးမုန်တိုင်းထန်စီအောင်မလဲဆိုတာကတော့